လိုပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အချက်ရတာအရန်လွယ်ကူပြီးစားလို့အရန်ကောင်းတဲ့ထိုက်စတိုင်းကြက်သားအုံနှုတ်ဟင်းချက်နီးလေးကိုလာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်စားပထမအုံနှုတ်လေးကိုအရင်ထပ်ပေးပါရှင်အုံနှုတ်ကကြတော့ဒီ250 g ကိုသုံးထားပါတယ်ရှင်နော်ကဲပြီးလို့ရှိရင်သူ့ကိုစီလေးတွေထွက်လာတဲ့အထိမှွေပေးပါရှင်ကဲစီလေးတွေထွက်လာပြီဆိုရင်အနှစ်ကြက်သားဟင်းချက်တဲ့အနှစ်ကိုထပ်ပေးပါရှင်ဒါကြတော့ဖိကစ်လို့ခေါ်တယ်ရှင်နော်ပြီးတော့ငပိထပ်ပေးပါရှင်ကဲအကလို့ပြီးပြီဆိုရင်သူ့ကိုတမတော့အောင်မှွေပေးပါနော်အုံတို့နဲ့ဖိကစ်နဲ့ကိုမှွေနှံ့အောင်မှွေပေးလိုက်ပါရှင်နော်ကဲဒီလိုမျိုးတွေဖြစ်သွားပြီဆိုရင်ကြက်သားထည့်ပြီးတော့ချက်လို့ရပါပြီရှင်ကြက်သားလေးတွေအလုံးတော်တဲ့အထိချက်ပေးပါရှင်နော်ကြက်သားကတော့ကိုကြိုက်တဲ့နေရာသုံးလို့ရတယ်ရှင်နော်ကဲကြက်သားလေးတွေနှက်လာပြီဆိုရင်အုံနှုတ်ကိုထည့်ပေးပါအုံနှုတ်ကကြတော့ကိုအုံနှုတ်တအားထက်နေလို့ရှိရင်အရေရောပြီးတော့ထည့်ပေးပါရှင်နော်အုံနှုတ်များသွားရင်လည်းတအားအီလာမယ်နော်ကဲသူ့ကိုမှွေပေးပါရှင်ကဲဒီလိုလေးဖြစ်သွားပြီဆိုရင်ရတာလေးထည့်ပါမယ်နော်အရတာကြတော့တကြားထည့်ရရှင်ပြီးရင်နံပလာထည့်ရရှင်နော်ကိုချုံမှုကြက်ရချုံမှုထည့်လို့ရပါတယ်ရှင်ထိုင်းဟင်းတွေကကြတော့တချို့ထိုင်းတွေကချုံမှုသိမ့်မသုံးပါဘူးနော်ကဲတအားဆူလာပြီဆိုရင်ခရမ်းကြွတီးထည့်ပါနော်ဒီခရမ်းအပူတီးထည့်ပါမယ်ရှင်သူ့ကိုလှီးထားတဲ့အချိန်မှာလည်းအစားရည်လေးနဲ့စိတ်ထားပေးနော်ဒါဆိုရင် तू ကမမဲဘူးနော်ပြီးတော့ဟင်းအိုးတဲ့ထည့်မယ်ဆိုရင်လည်းဟင်းပုတ်ပုတ်ဆူနေတဲ့ချိန်မှာထက်ချပေးပါရှင်ဒါဆိုရင် तू ကလုံးဝမမဲဘူးနော်ကဲဒါဆိုလို့ရှိရင်တမတ်တော့မှွေပေးလိုက်ပါရှင်ကဲပြီးရင်ကြက်သွေးလည်းထည့်ပေးပါလေရှင်ကိုမကြက်ရင်ထည့်เสียမလို့ရှင်ကြက်ရင်တော့ထည့်လို့ရပါလေရှင်နော်ဒီဟင်းလေးကဆိုလို့ရှိရင်ထမင်းနဲ့လည်းစားလို့ရတယ်မုတ်တီနဲ့လည်းအရန်စားကောင်းလေရှင်နော်ကဲပြီးရင်ခရမ်းစက်တီးလေးပါထည့်ပေးပါလေရှင်ထိုင်းမှာဆိုရင်အရန်နာမည်ကြီးတဲ့ဟင်းတပွဲပဲဖြစ်ပါလေရှင်နော်ကိုပြီးရင်ပင်စေးရွက်လေးပါထည့်ပေးပါလေရှင်နော်ပြီးတော့6ဘလူးရွက်ပါထည့်ပေးပါလေရှင်ပြီးတော့အပေါ်ကအယုံလေးတွေနဲ့လှအောင်မလို့ငရုတ်တီအပွားလေးပါလှီးထည့်ပေးထားပါလေရှင်ကဲဒီလိုနေထားဆိုရင်ထမင်းနဲ့စားမလားမုတ်ဒီနဲ့လည်းစားလို့ရတယ်ရှင်နော်အရန်နဲ့မှစားလို့ကောင်းတဲ့ဟင်းတပွဲပဲဖြစ်ပါလေရှင်ကဲဒီလိုဆိုရင်ကြက်လဲကြက်ပါပြီစားလို့လည်းရပါပြီရှင်နော်တကယ်ကြီးတို့အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်လိုက်ပြီးတော့ချက်စားလို့ရပါတယ်ရှင်နော်အရင်လဲစားကောက်တယ်ရှင်နော်လိုက်ပြီးချက်စားလို့ရပါတယ်ရှင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်ပါရှင်